ဘယ်လိုလဲပြန်နှမ်းနေပြီလားမလည်းမင်းလိုပါပဲဘိုးလောစိတ်ညစ်မှုတွေအစမပြေမှုဝတ်ချက်မှုစုံလို့ပါမင်းလည်းစိတ်ညစ်လို့တော့ရပါဒါပေမဲ့စိတ်တကြနေတယ်မရဘူးအားလူဘဝရေးဆိုတာကရုပ်တရုပ်တရုပ်လိုမျိုးပေါ့ရုပ်တရုပ်တရုပ်ကောင်းကောင်းကနိုင်ဖို့အတွက်ကာကျိုးတွေစုံလင်ဖို့လိုအပ်တယ်အကျိုးတွေမပြတ်တတ်ဖို့လိုအပ်တယ်အဲ့တော့အားလုံးလည်းပဲဘဝဆိုတဲ့ဇက်ကုန်ကြီးပေါ်မှာကောင်းကောင်းကနိုင်ဖို့အတွက်စိတ်သက်ခွန်အားဆိုတဲ့ကျိုးတွေမပြတ်တတ်ဖို့အတွက်လိုအပ်တယ်အရင်စိတ်ညစ်မနေပါနဲ့မင်းကလူတော်တယောက်ပါအခုငါတို့ကြုံတွေ့နေရတဲ့အစမပြေမှုတွေကနောက်တစ်ချိန်မှာကြီးစရာဟာတာလေးတွေဖြစ်လာမှာကွာစိတ်ဓာတ်တော့မကြိုက်နဲ့ fighting